ဒီနေ့မှာတော့စူးစီးကိုင်းနဲ့ပတ်သက်ပြီးတော့မိကုန်းလေးကိုမိတော့ဖြစ်ပါတယ်မှန်တဲ့သူတွေကကိုယ့်ရဲ့ဇာတာအရရှိမှရှိထားတဲ့စုကြီးငွေကိုတက်ရက်စီယူပေးရှိမှာဖြစ်ပါတယ်ကဲဒါဆိုတော့မိကုန်းလေးစလိုက်ကြပါမယ်ပထမဆုံးမိကုန်းကတော့ CS ကားရဲ့ engine power ဘယ်လောက်လဲစီးရနော်1.4 cc လက်တိထားတယ်1.4ဟုတ်တယ်စာတက်တယ် Artica Smart Hybrid မှာပါတယ် lithium ion battery ကိုဘယ်လောက် warranty ပေးထားလဲရှင်းနေဟုတ်ပါပါတယ် Artica Smart Hybrid မှာပါတယ် lithium ion battery ကိုဘယ်လောက် warranty ပေးထားလဲစင်းနေဟုတ်တော့အဲ့လိုမရှိဘူး9နှစ်ဟုတ်ကြောင်ညာကြည့်ရတယ်ဒါနဲ့ဆိုရင်တော့မှန်ပါတယ်ချောင်းလေးနော်ဒီကဘာချက်ပြပြီလဲ What is that? ကျိုင်ငါဒီပုံလို့ ဟုတ်ပြီဒီဥစ္စာက ရွာနော် တီးဦး ဒီရတယ်သူ့လို့ You stupid. ကဲဒီမှာလေဒီကဘာချက်ပြပြီလဲ Okay. ရှင်းတော့ရှင်းမယ်ဘာရှင်းလဲမသိဘူးမသိဘူး ပါရှင်းတယ် ဘာရှင်းလဲမသိဘူးအိုရှင်းလားမသိဘူး ဒီဆိုင်ကဘာချက်ပြပြီလဲ transmission one and light Easy. မှန်ပါတယ် ဟုတ် ကဲဒီကရောဘာချက်ပြပြီလဲ ဟာ ready ဟာလား engine auto stop indicator light start ဟုတ်လားသိကြလို့လား start engine auto start တက် engine auto stopမာလို့ engine auto stop indicator light အဲ့ဒါဘယ်ကားမှာပါလဲ Artica hybrid မှာ Artica smart hybrid မှာပဲပါတယ် ကဲပုံမှာ ကဲဟိုကအတက် try တော့ စူရီကားရဲ့မှာ auto dimming ready mirror ကဘယ်ကားမှာပါလဲ တီးတယ်အဲ့ဒါစစ်ကြည့်ရဲ့အိမ်မှာ ဒီဟုတ်တယ် မှန်တယ်မလား မှားပါတယ် ဟမ်မှားလား ဘာလို့လဲ စူရီကားရဲ့မှာ auto dimming ready mirror ကဘယ်ကားမှာပါလဲ Artica တက်တယ်ပါ smart hybrid မှာမပါဘူး Wait a minute. စီးရ ဒီရဆိုရင်တော့မှန်ပါတယ်နည်းနည်းလေးခက်တယ်ရတယ်နော်စွတ်ကြည့်ရဲ့တာယာထိုက်ကဘယ်လောက်လဲ တခါရွာ16လမ်းမှာ16လမ်းမှာတေးချာလို့ဟုတ်လားမှန်လို့လား မှန်တယ်မှန်တယ်ဒါကဘာ break လို့စားတယ် ဟုတ်လေဟာလေ drum brake disc brake drum brake yes drum brake မှားပါတယ် ဒီငါတို့အဲ့ဒါငါတို့ ဒါဘာ break လို့စားတယ် အဲ့ဒါ disc brake ဟုတ်တယ်လေရော